အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖွဲ့သားရတဲ့အတူတောင်မြို့နီးမှာရှိတဲ့မြင်းစုလို့ခေါ်တဲ့ရွာလေးကိုလဲသွားရင်ရွာအကြောင်းမှာအာရုံဆုံးကတူခဲ့တဲ့တနေ့တာလေးပဲဖြစ်ပါတယ်ရွာလေးကစစ်တောင်းမြင့်နေပြီးမှရှိတာကြောင့်စစ်တောင်းမြင့်နေညိုချိန်လေးကိုကြည့်ဖို့ရောက်ရှင်ပဲကျွန်တော်တို့အပြေးသွားခဲ့ကြပါတယ်မြစ်ကမ်းပြီးရောက်တော့အေးချမ်းပြီးလက်ဆက်တဲ့လေပြေလေးတွေကြောင့်ကျွန်တော်ခီးပန်းလာခဲ့တဲ့မြလမ်းဆန်းလို့သွားခဲ့ရပါတယ်မြစ်ကမ်းဘေးကနေရွာလေးကိုပြန်မြင်ရတဲ့ရှုခင်းလေးတွေကလည်းတော်တော်လေးကိုလှတယ်ဗျနေရဆိုရင်ကိုဘာသာစိုက်ပြိုးပြီးစားလေးရှိတာကတော့ရွာရဲ့ဒလေးတစ်ခုပေါ့ဗျာကျွန်တော်ဖွဲ့ရဲ့အငယ်ဆုံးလေးဖြစ်တဲ့ channel လေးကတော့ဘယ်နေရာရောက်ပေးများတော့မှာပဲဗျာနည်းနည်းလေးလဲမှောင်လာပြီဆိုတော့ကျွန်တော်တို့လည်းမိုးမလျှော့ခင်ပြန်လာခဲ့လိုက်ကြပါလေကဲကျွန်တော်တို့တဲမဲ့အိမ်တော့ရောက်ပါပြီအားလုံးပဲမနေ့ကမှတွေ့မယ်နော်မနေ့ကတော့ကျွန်တော်တို့၄နာရီခွဲလောက်ထပြီးတော့ရွာဦးကျောင်းအာရုံဆွမ်းကပ်ဖို့မော်ရင်ကဆက်ချက်ပါတယ်ကျွန်တော်ကတော့ရောင်တောင်ပေါတော့မှာတကယ်တမ်းရှက်ပေးတာကတော့ရွာမှာတဲခိုဝင်ပေးတဲ့ကျွန်တော်တို့ကျောင်းသားလေးရဲ့မိဘတွေအိမ်ကပါဟဲ့အာယုံစွန်းအတွက်မုတ်ချက်သွားပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဘွဲရွာဦးကျောင်းတော်ကိုတွားရောက်ကလူခဲ့ပါတယ်မြင်းစုရွာလေးရဲ့ရွာလူကြီးနဲ့တကွရမီရဖများကျောင်းသားကျောင်းသူများဂျပန်နိုင်ငံနဲ့ပတ်သက်လို့ဘူးတူတာရဖို့ရများကိုလည်းမျှဝေခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ဖွဲ့ရဲ့အာယုံဆုံးကက်လူဒါနတွေကတော့အထမြောက်သွားခဲ့ပါပြီကျွန်တော်တို့ရဲ့တရက်တာလှုပ်ရှားမှုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတာ